ဒီနေ့ကတော့ C2 ကွာလေးလေးတင်ပေးမှာဖြစ်ပါတယ် C2 ကွာဖို့ဆိုရင် C1 တော့ဖို့လိုပါတယ်စတာပါမတိအော်ဘာလို့တီးရင်ပြောကြပါဦးနော်ရတီရှိရဲ့ဒူနာဘေးနားလေးကပရိုဖိုင်ရှိရဲ့ဒူနာပေါ်ရဖြစ်ပါတယ်ကျွန်တော်မကြည့်ကြဘူးတော့ရပြီဆိုတော့ရတီရှိရဲ့ကျွန်တော်ဆုံးတော့ရတီရှိနေရလေးကိုကောင်းအောင်
စားနေရမယ်အင်္ဂလိပ်လိုခိုင်းရမယ်နေရာတော့မှအရှိတဲ့ကဒီနားလေးကျူးလာမှာခုအနောက်ဖက်မှာဗီဒီယို